ကိုအခြေရေးမှာမိဘတွေဝင်ပြီးစွတ်ဖက်တာလုံးဝလက်မခံပါဘူးသူတို့ယူတော့ကလည်းကိုဝင်ပြီးမစွတ်ဖက်ခဲ့ဘူးတခုခုလုံမယ်ဆိုပြီးထလိုက်တာထလုံမဲ့တခုခုကိုပါမေ့သွားတယ်အမြဲတမ်းတယောက်တည်းဖြစ်နေလို့စိတ်တက်ကြပြီးအားမငယ်ပါနဲ့နှစ်ယောက်ဖြစ်သွားအောင်မှန်တစ်ချက်ဝယ်လိုက်ပါမနေ့ညရီးစားစကားလာပြောသွားတယ်အဖြေလဲတောင်းမသွားဘူးရဲ့သူအမူးပြေသွားပြီနဲ့တူပါတယ်ဘသူမှမရှိတဲ့နေရာကိုတယောက်တည်းထွက်သွားခြင်းနဲ့ကွာတည်ငြိမ်လုံးလို့တော့မဟုတ်ပါဘူးယူထားတဲ့အကျွေးတွေမဆက်နိုင်လို့ရင်နာစရာဖြစ်ရများနဲ့ကြုံတွေ့နေရပါသလားပလက်လန်အိပ်ပါမှောက်မအိပ်ပါနဲ့တစုံတရာကြောင့်စိတ်ညစ်နေရင်နှစ်စုံတရာ50နဲ့ဆေးဖြတ်ကြည့်လိုက်ပါသူတပားပေါ်နှင်းပြီးမှအပေါ်တက်ချင်ရင်မာဆက်မှာအလုတ်လုတ်ပါဘတော်မှအောက်ကြမခံပါနဲ့ပြန်ကောက်စားပါနှံ့မျောစရာကြီးငါနဲ့ပြတ်သွားတာတော့မှန်ပါတယ်ပေါက်လို့ပဲစားတွေနဲ့တော့မတွဲပါနဲ့ဟာငါတိတ်ခါကြတယ်နင်တို့ကိုကြည့်ရတာငါ့ကို KFC ကကြက်ကြော်နဲ့ကိုကာကိုလာဝယ်ကျွေးကျင်နေတာမဟုတ်လားမြင်ချင်းအချစ်လို့ပြောရအောင်လေအပြင်တစ်ခါထွက်ရင်မြင်ချင်းချစ်မိသွားတဲ့သူက45ယောက်လောက်ရှိတယ်အသေးကွဲလို့နှကြက်တက်ပြီး feel ရအောင်လေနှကြက်ကတစ်ဖက်ပဲကြားရတယ်ရင်းကျက်ပြီးနောက်ပိုင်းအိမ်ကလူတွေနဲ့ရန်ဖြစ်ပြီးဆိုရင်ထမင်းစားပြီးမှပဲစိတ်ကောက်တော့တယ်ငတ်မှာဆိုလို့ငါအားကြိုးမှန်တဲ့အလုပ်တွေစလုပ်ပြီးပတ်စံရှာတော့မယ်ဆိုကမှကဘာကြီးကကတ်ဆိုင်သွားတယ်ခိတ်ပြတ်တယ်ဘသူ့ကိုမေးလိုက်အစင်မပြေဘူးမွဲနေတယ်ဆိုတဲ့လူကြီးပဲဘာပဲဖြစ်ဖြစ်လူတန်းစားညီမျှသွားတာပေါ့ဘဝကိုအိန္ဒိယဇက်ကားတွေလိုပဲဖြတ်တန်းသွားတော့မယ်ပျော်လဲကမယ်စိတ်ညစ်လဲကမယ်အောင်မြင်မှုဆိုတာကိုယ်ဝန်ရတယ်လို့ပဲဂုဏ်ယူပါတယ်လို့လူတိုင်းကပြောကြပေမဲ့ကို့မှာဘယ်နှစ်ကြိမ်အကျုံးခံထားရလဲဆိုတာမသိကြဘူးခံစားနေရလို့ဝန်နဲ့မျက်ရည်ကျနေပြီလားလူစားပါဝမ်းဝအောင်ရှက်တက်ဖို့ဆိုတာကလည်းကြက်ပြီဖို့ကလိုသေးတယ်